မင်္ဂလာတဲ့နိုင်ငံတွင်ခီးတဲ့ဘတ်စကားတစ်စီးတင်းဘောပေါ်ကိုတက်ဖို့ပြင်ဆင်နေတော့အရှိန်မထိန်နိုင်ပဲမြစ်ထဲကိုထူးကျတွားခဲ့ရာလူ10နှစ်ချီပြီးရေနစ်တေဆုံးခဲ့ပါတယ်။မျက်မြင်တွေ့သူများကကားထိန်ချုံမှုလွတ်သွားသည့်အချိန်ကိုအောက်ပါအတိုင်းပြန်လည်ပြောပြခဲ့ကြပါတယ်။ဘတ်စကားဟာတင်းဘောပေါ်ကိုတက်ဖို့ပြင်ဆင်နေတော့အရှိန်မထိန်နိုင်ပဲမြစ်ထဲကိုထိုးကျတွားတာဖြစ်ပါတယ်။အခင်းဖြစ်ပွားချိန်မှာခီးတဲ့အများပြားဟာကားထဲမှာပိတ်မိနေခဲ့ကြပြီးရင်းညစ်တေးဆုံးသူတွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေလည်းပါဝင်နေပါတယ်။ဟုဒေသခံတဦးကဆိုပါတယ်။လက်ရှိအခြေအနေနဲ့ကယ်ဆယ်ရေးလုပ်ငန်းကကယ်ဆယ်ရေးဒေသခံမိသားတပ်ဖွဲ့နဲ့ရေငုသမားများကရုပ်အလောင်းများကိုဆယ်ယူရရှိထားပြီးပျောက်ဆုံးနေသူများကိုဆက်လက်ရှာဖွေနေဆဲပါတယ်။အကြောင်းရင်းကားပရိပေါက်ချင်းသို့မဟုတ်မိုးရွာထားသဖြင့်လမ်းချောနေခြင်းတို့ကြောင့်ဖြစ်နိုင်တယ်ဟုရဲတပ်ဖွဲ့ကပနားမှထုံးသက်ထားတော်လေအသေးစိတ်ကိုဆက်လက်စုံစမ်းစစ်ဆေးနေပါသည်။နောက်ဆက်တွင်ဒဏ်ရာရရှိသူများကိုအနီးနားရှိဆေးရုံများသို့ပို့ဆောင်ထားပြီးအချို့မှာစိုးရိမ်ရသည့်အခြေအနေတွင်ရှိနေပါသည်။